ရင်ခေတ်ကကျောင်းသူများရဲ့ပုံစံဒီနေ့လည်းဆမ်မလည်းအင်စားလည်းအများကြီးပေးခဲ့ရ။အော်မြင်ရလဲဟိုမှာကျောင်းမှာသင်ခန်းစာတွေမပြတ်တော့အချိန်မရှိတော့အင်စာတွေပြီးခဲ့ရတာပေါ့ ဟုတ်တယ်ဆရာမစာမပြတ်လို့နေမှာပေါ့သင်ရှားတယ်အများကြီးတော့ပြီးရတာဘာဆိုင်ရင်ကြက်တတ်မှာလဲ ။ဘောကရင်ကြည့်ရမယ်လေ အေးဟုတ်တယ်ဘောကရင်လုံးမယ်စားပဲလုံးမယ်စားပဲကြက်ကြစားမြတ်ကြက်လို့ရှိရင်မငါတို့ပညာတတ်ကြီးဖြစ်ကြမှာဟုတ်တယ်ငါအမေကလည်းနင့်လိုပဲပြောတာအေးစာများကြက်တယ်စာများကြက်တွေ့နေရတယ်စာရွေးဖတ်တွေ့ရပညာတတ်ကြီးဖြစ်မှာပညာတတ်ဖြစ်ရင်ပတ်စံရှာနိုင်မှာတဲ့အဲ့လိုမှလေဒီအမေလိုမျိုးလေဒီယာတွေမလုပ်ရနေမှာငါအမေအဲ့လိုပြော ။ကတော်ဒီလိုပြောနေတယ်တော့စာကြကြအောင်မလား။တကယ်ချင်းကစာရမမြင်လားဆိုနေ့စမပြန်ကြုံမယ် အေးပေးစား ။စီပွားရေးဆိုဒီမှာစာဝတ်နေဖြစ်သည်စီပွားရေးစီပွားရေး ဟဲ့တော်ပြီးတော့ကြက်မိရပဲငေါ့ရလာတယ်ဒီရော့ နေရလဲငါစာဆိုရင်ဘယ်တော့မှတလုံးလေးကိုနေထောက်မပြဘူး ဟဲ့ငါမြင့်ပြပြလိုက်လို့ရှိရင်ဆောင်းပွဲကြိုက်ရက်ချစ်ပါနေပါဘောဆောင်းပွဲကြလို့ရှိရင်နေဘူးမှလာပြောပြဦးဟဲ့ အေးပါဒါဆိုလဲ လူကစာကြက်ရမှာပြင်းမလားခိုင်ပြင်းတော့လေဆောရအောင်တင်ချင်း အာနေလည်းစောဖို့မစောနဲ့စားပဲကြက် အာနေလဲစကြရပြင်းနေပြီလေဆုံးမယ်ဒါဆုံးမယ်ခဏလေးပဲ တော့ကြားတယ်ဟဲ့ငါဒါပဲမရမလဲမတူလုံကြအောင်ဟာ အဲ့နေလည်းဖြည်းဖြည်းပဲလုပ်မှာပေါ့ ခုံမောလို့တော့ငါတာဘယ်လိုရမှာလဲ ဒီခုနကစီးလိုက်တယ်လေတေးပြီလေ အဲ့ငါမနေပါဘူးနေပါလို့ပြောနေလဲ အဲ့ကမနေမညပါနဲ့နေတရထွက်ထွက် အဲ့အမေနေတော့ဆိုအမြဲငေါ့ညစ်ပါကြည့်တာပဲ ဟဲ့အဲ့ဆိုမစော့ချင်လားမစော့ရနော်ငေါင်းနေရဆော့လို့ရတယ် ဟုတ်တယ်ငေါ့နဲ့ပဲစမလို့တင်ချင်းသွားမင်းပါရှင်ပါနဲ့ ရတယ်နေတို့ညနေလည်းစော့စားလဲတိကြက်တော့ မကြည့်ငယ်လားစိတ်ကောင်းနေတယ် အခုခေတ်ကျောင်းသူများရဲ့ပုံစံ ဟဲ့ကမနေမိအေးကိုတည်မလားအဲ့ဒါလေသူနဲ့ငါနဲ့ကြီးကြဟဲ့ငါသူနောက်ကလိုက်တာသူကအရှက်နေပြေးရအဲ့တော့မခုံလဲပြီးတော့လေဟိုစကတ်ဂျီလန်တက်တော့ဟဲ့ငါမှကြီးလိုက်ရမနဲ့ အော်ညီပြရမလား ဟဲ့ကမနေငါရွှဲဆိုတော့ပြေးနော် မဟုတ်ပါဘူးဟဲ့နေဟာတာပြောလို့နေအောင်ညီပြရလေ တက်တော့နေနဲ့ဟောကျဲအောင်လုပ်နေအောင်ဆီယမအိမ်စာအများကြီးပြီးရအောင် ဟဲ့ငါတို့ကနေ့လိုစာကြဖို့မဟုတ်ဘူးနော်ကျဲရှင်ကောကိုကျဲငါတို့လာခေါ်နေနဲ့ အေးလေစားဖို့ကဒီမှာမဟုတ်တာပညာမဲ့ပဲနဲ့လေပတ်စံရှာနေတဲ့လူကပုံကြီးဖွင့်ရတော့ဘာလို့မလဲဖွင့်ရတော့ဘာလို့ဆောလို့ရအောင်လဲ ငါအမေပြောပြီးတယ်ပွဲရအောင်လုပ်တယ်ပွဲရပြင်တာတက်ကြီးဖြစ်မှငါစကားကိုထိခါပြီ ဟာသူတပြောမိနေတကယ်စနေနဲ့ငါလည်းထွန်းတော့ကျွမ်းရအောင်လား ဟုတ်တယ်ငါတို့တက်ဆော့နေအောင်ကောင်းမယ်စာကြတာဘာရတမမရှိဟဲ့ဟုတ်ကောင်နေငါတို့ဖုန်းကြိုင်လေးရှင်လား ဒါမေးစရာနင်တို့ကလိုက်ရတယ်မဟုတ်ဘူးပြီးငါရှက်စရာကြီးတော့ကျိုင်းနေပြီဘယ်မှာနေလို့ try မိတယ်နင်လိုက်ရရခုလေ ဟဲ့ချမ်ချီနဲ့လဲပြီးဆိုလိုက်ရပြီနော်ဒီမှာနော် TikTok ဆော့ပြီးလဲပောက်သွားဆိုပောက်သွားတာပဲလာပြောမိနဲ့ စနေချမ်းရှိပါနဲ့လာငါတို့လည်းရိုက်ပြီးစမ အဲ့ဆိုနင်တို့ကတော့ဆော့ပြီးဘို့ဝဲကြည့်ရမှာနော် အေးပါဟဲ့လာစမ အေး900ခွေမရဘူးနော်ဟိုတစ်ခေါက်ကလည်း အေးပါနှစ်ပိုက်ဝအောင်ငါကျွေးနိုင်ပါလေလား You're